အားလုံးပဲမင်္ဂလာပါကဲဒီနေ့တော့ကမ္ဘာဖလားဒုတိယနေ့ရောက်လာပြီပေါ့မနေ့ကတော့တောင်ကိုရီးယားဘော်လီနဲ့အပေါင်းပြခဲ့တယ်ဒီနေ့မှလည်းပွဲစဉ်နှစ်ပွဲတည်းကကျွန်တော်ကနေဒါနဲ့ဘော့စနီးယားပွဲစဉ်ကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးပါမယ်ထုံးစံတိုင်းပဲကျွန်တော်တို့ကဘောလုံးပွဲကို business နဲ့ကြည့်ရလူတွေဆိုတော့ business အတိုင်းပဲပြောကြတာပေါ့ဒီပွဲမှာကျွန်တော်လက်ရှိသုံးသပ်နေတဲ့အချိန်မှာကနေဒါဘော်ရီဂျေး 1+85 ပေးထားပြီးတော့6ပေါင်းကြီးက2.30ဆိုဖွင့်ပေးထားတယ်ဒီဂျေးကိုကျွန်တော်တန်းတွေ့တော့ဘာအောင်သွားမြင်လဲဆိုတော့အင်ရှင်ကနေဒါအနိုင်ကြီးကဟုတ်ပါမလားပေါ့နော်မနေ့ညကလည်းတနာရီခွဲမှာကန်တဲ့မက္ဆီကိုပွဲကိုတစ်ကမ္ဘာလုံးကမက္ဆီကိုဘော်လီဝိုင်းထိုးနေတဲ့ဟာကိုဘိုကီအနေနဲ့ဒီဟာကိုလွတ်ပေးလိုက်တယ်ပေါ့ဒီနေ့ညမှာတနာရီခွဲမှာကန်မဲ့ကနေဒါဘော်လီကိုလွတ်ပေးပါမလားကျွန်တော်တစ်ချက်တွေးရမှာနော်အင်ရှင်3သင်းရှိတဲ့ထဲကမနေ့ကမက္ဆီကိုအသင်းကလုံးဝအလွတ်ကျွတ်ကြီးကြေးအောင်သွားပြီဒီညမှာလည်းအင်ရှင်2သင်းရှိတယ်ကနေဒါနဲ့ USA နဲ့ပေါ့နော်ဒီ2သင်းလုံးကိုဘိုကီအနေနဲ့ကြေးပေးအောင်ပါမလားတသင်းတော့သူဆွဲချမှာပဲအခုလိုထင်သာမြင်သာရှိနေတဲ့ကြေးကြီးမှာကျွန်တော်တော့ကနေဒါကိုမယုံရဲဘူးဗျာကျွန်တော်ကတော့ဒီညဘိုကီနဲ့ပေါင်းမယ်ပေါ့နော်ဒီညဘိုကီအနေနဲ့ဖွင့်ထားတဲ့ကြေးကတည်ကြရင်အကုန်စားမယ်ဆိုတဲ့ကြေးကိုဖွင့်ထားတာကျွန်တော်ကဒီညဘိုကီနဲ့ပေါင်းပြီးတော့ကျွန်တော်ဒီညဘော့စနီးယားဘော်လီကိုကျွန်တော်ယူလိုက်ပါမယ်ကျွန်တော်ဒီပွဲကိုတရေမှန်းတယ်ဘော့စနီးယားနဲ့ကနေဒါတရေပဲကြလိမ့်မယ်ကျွန်တော်ထင်တဲ့တော့ကျွန်တော်ဒီညဘိုကီနဲ့အတူပဲဘော့စနီးယားဘော်လီကိုပဲရွေးပါမယ်ကျွန်တော်တို့ဘောလုံးပွဲရွေးတဲ့အခါမှာဒီ tournament တူတဲ့ပွဲတွေဆိုရင်ကျွန်တော်တို့ကရှေ့ပွဲတွေနောက်ပွဲတွေကိုလင့်ချိတ်ပြီးတော့စဉ်းစားရတယ်ပေါ့အဲ့အတွက်ကြောင့်မနေ့ကနှစ်ပွဲလုံးကလည်းတရေမကြတာတော့ဒီညတရေပွဲနဲ့စလိုက်မယ်လို့ကျွန်တော်တို့သုံးသပ်တယ်ပေါ့ကျွန်တော်ဘော့စနီးယားဘော်လီကြိုက်ပါတယ်ဟိုကတပွဲကောင်း free ယူဖို့အတွက် Telegram ဘယ်လို join ရမလဲမေးနေညီကိုတွေ Telegram မှာ AK Football 16လို့ရိုက်ရှာလိုက်ပါကျွန်တော် Telegram channel ပေါ်လာပါလိမ့်မယ်ကျွန်တော် Telegram channel ကို join ထားပါကျွန်တော် free တင်ပေးနေပါတယ်နေ့တိုင်းအားလုံးပဲညီကိုတွေ collab ပါ